အမေလည်းကိုကြားတော့တယ်အမေကလည်းအရင်ကကိုယ့်ရဲ့ဒီမှာတော့ရောက်တယ်လို့ဒီကတော့မသိဘူးလေပြီးတော့ကျေးဇူးတွေတင်တယ်နော်ရှင်းလေးတတိနေရတယ်တောင်းမဟုတ်မပြောရသေးတဲ့စကားတစ်ခုရှိရယ်လုံးဝတောင်းငငယ်လုံးဝနောက်ဆုံးပြောခဲ့တာအဲ့စကားကိုဝေးနီးနီးမေမေအဲ့ဒါတွေမဆိုင်ဘူးတမီးပြောရင်မေမေယုံကြည်သေးတာဒီတက်ရွယ်ကြီးဖျားနာအစကလေးလေးတယောက်လိုမျိုးကျူးဆိုင်ပြီးရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဒါနဲ့အမင်းနေကနီးလာပြီဆိုတော့ဒီမှာအမင်းနေအတွက်အမေကိုမေးဖို့အတွက်ဒါ flight ထဲမှာမိကုန်းနေရှိတယ်โอเคအဲ့တော့ဒီ flight လေးကို shuffle လုပ်ပြီးတော့အမေကိုဖုန်းဆက်ပြီးပြောမလားကြားတယ်မိကုန်းလေးကိုရပါပေါ့โอเคအဲ့ဆိုရင်ရောဒါလေးကို shuffle လုပ်မျက်စိလေးရင်မိတ်လာအောင်တာသမီးကိုအမြဲစိတ်ချယုံကြည်ပြီးအမေကိုဘာပြောချင်လဲဘာပြောချင်လဲโอเคဒါဆိုဖုန်းဆက်ပြီးပြောလိုက်တော့ဟယ်လိုအမေရောတခုလောက်ပြောချင်လို့ပေါ့နော်သမီးကိုပေါ့နော်အမြဲစိတ်ချယုံကြည်ပေးဖို့ပေါ့နော်အမေကိုပြောချင်လို့ပေါ့နော်သမီးကဒီမှာအဝေးရောက်နေရဆိုတော့ဒီစိတ်ချယုံကြည်ဖို့ဆိုတာဘာပြောနေနေခက်တာပေါ့နော်မေမေကလေတမီးကိုယုံကြည်ပြီးသားလေကိုမွေးထားတဲ့သမီးဆိုတော့ဝေးနီးနီးမေမေအဲ့ဒါတွေမဆိုင်ဘူးတမီးပြောရင်မေမေယုံကြည်ပြီးသားသမီးအမေကိုပေါ့နော်အဲ့လိုတေချာလေးမပြောဖြစ်တာပေါ့နော်အမေကိုလည်းရမ်းချစ်တယ်ပြီးရခါကျတော့ပေါ့နော်ကြားထဲမှာအမေကိုစိတ်နှောင့်ယှက်ဖြစ်တာတော့ပြင်မအောင်လုပ်နေရဆိုလို့ရှင်လဲနော်သမီးဘက်ကနေနူးညွတ်တောင်းပန်ပါရဲ့ပြီးတော့အမေကိုအရင်ချစ်တယ်ပေါ့နော်မေမေတမီးကိုကျေးဇူးတင်တယ်ရှေ့လျှောက်ဒီလိုလေးပဲနေထိုင်ပေးပါဟုတ်ဒီလိုပဲနေထိုင်အောင်နေအဆောတာနော်မေမေအလုပ်ရှိတယ်တော့ဟုတ်ပြီအဲ့ဆိုရင်ဒီလိုပြောလိုက်တဲ့အတွက်ဘယ်လိုခံစားလိုက်ရပေါ့ပါရှင်ထဲမှာပေါ့သွားပါပေါ့ဒါနဲ့ဒီလိုလေးပြောပြီးတော့ကျေးဇူးတင်ပါတယ်ကျေးဇူးပါဟုတ်အမေကိုပြောချင်တယ်ကျေးဇူးတင်တယ်ပြောလိုက်တော့ဟယ်လိုအမေကိုပြောချင်တဲ့စကားကြီးရှိလို့မေကိုပြောစရာရှိတာဟုတ်တယ်အခုပြောဘာပြောမှာဟောအမေဒါအခုချိန်ထိတွန်တင်ဆုံးမပြီးတော့ guidance ပေးပြီးတော့အမြဲစောင့်ရှောက်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ပြောချင်တာပြောဒီတက်ရွယ်ကြီးဖျားနာအစကလေးလေးတယောက်လိုမျိုးကျူးဆိုင်ပြီးရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်အဲဒီပြောချင်လို့ပါဘုန်းဆက်လိုက်တာအခုဘာဖြစ်လဲလေကောင်းရလားကောင်းတယ်ကျောင်းပါ yes ပြောချင်ဟုတ်ပါပြီဒါရဲ့အမေကကျူးဆိုင်အောင်ပါပေါ့မိသားတယ်ဟုတ်ကဲ့အခုကိုလည်းကျမအောင်ကျူးဆိုင်နော်ဆောင်လက်တေချာကျူးစားနော်ဟုတ်ကဲ့အဲဒီလိုရင်တော့လေချလိုက်တော့နော်မေဟုတ်ကဲ့ပါမလီမနာပါရှင်နော်ဟုတ်ကဲ့ပါဒါတာခေအဲ့တော့အခုလိုပြောလဲဘယ်လိုခံစားလိုက်ရရှင်နေပေါ့ပြောခဲ့တဲ့ကြိုင်ဆိုဟုတ်ပါရဲ့ဟာကိုဟင်းလေမတွေ့ရကြဘူးအေးနော်အဲ့ကျွန်တော်ခဏထိုင်မယ်နော်အားရထိုင်လေဒါနဲ့အမင်းနေကနီးလာပြီဆိုတော့ကို့အမေကိုပြောချင်တဲ့ဟာလေးရှိလားဒါလို့ရှိလို့ရှိရင်ဖုန်းဆက်ပြီးပြောလိုက်အေးနော်ငါလည်းအဲ့စကားမပြောရတော့ကြာပြီအခုပဲဆက်ကြည့်လိုက်မယ်ဆက်ကြည့်လိုက်တော့ဟယ်လိုမမတောင်းမဟုတ်မပြောရသေးတဲ့စကားတစ်ခုရှိရယ်လုံးဝတောင်းငငယ်လုံးဝနောက်ဆုံးပြောခဲ့တာအဲ့စကားကိုဟုတ်ပါပြီဟုတ်လားမဟုတ်ရမ်းချစ်တယ်ဟုတ်တယ်တော့ဘာသာဆိုခဲ့ရရှိနေတောင်းရတယ်နော်မတော့ပါဦးတာလေးကျေးဇူးပါဒါပဲနော်ဟုတ်ကဲ့ပါကျေးဇူးမိုက်တယ်ဆန်းနေပြောရဘယ်လိုခံစားလိုက်ရစိတ်ထဲတော့ပေါ့သွားတာပေါ့တော့ဒီစကားကိုမပြောရတော့ကြားလာပြီတော့ရအောင်ငေတော့နောက်ဆုံးဆိုတော့မမေစိတ်ပူနေရမင်းတာသမီးကဘယ်လိုခံစားရမလဲတဲ့ဟုတ်ဒါဆိုအားလေးပြောလိုက်ပါဟုတ်ကြည့်လိုက်မယ်နော်ဟယ်လိုမမပြောဝါလေးပြောကြစကားလေးရှိလို့ပြောပါကြာဟာလေးကြရင်လေမရှိပြန်လာတဲ့ခါမျိုးကြရင်အဖေနေပါတငယ်ချင်းတွေနဲ့တွားရလေ
အဲ့လိုမျိုးကြရင်မမစိတ်ပူပြီးတော့မလုပ်ဘူးလေပြည့်ငါ စိတ်ဆိုတာဘောကိုဝေးရတဲ့သမီးလေး အဲ့လေအဲ့မမအဲ့လိုမျိုးစိတ်မကောင်းဖြစ်ပြီးတော့ခံစားရမယ်ဆိုတာသိရဲ့အဲ့လိုမျိုးလာတဲ့ချိန်လေးတူတူမနေနိုင်မင်းနဲ့တကယ်ချင်းနေနဲ့ရှောက်သွားနေရမျိုးပေါ့အဲ့တဲ့ကြောင့်လေတကယ်အားလေးနာရပြီးတော့စိတ်မပူပါနဲ့လို့လေပြောချင်တယ်ပေါ့နော်ပြီးတော့ငငယ်လေးမဟုတ်တော့တာဟုတ်တယ်မလားတက်လဲကြီးလာပြီဆိုတော့လေအဲ့လိုမျိုး ဟုတ်ကဲ့ အ ပါ များကြီးစိတ်မပူပါနဲ့လို့ပြောချင်တယ်ပြီးတော့ တဲ့ပါ အမေနေ့လေရောက်တော့မှဆိုတော့လေနောက်ထပ်ပြောချင်တဲ့စကားအခုချိန်ထိအဲ့လိုကောင်းကောင်းမွန်မွန်ကြီးပြင်းလာအောင်လို့ဆောက်ရှောက်ပေးရတယ်ကျေးဇူးအများကြီးတင်တယ်ဒီလားပြီးတော့ သမီးရဲ့သမီးအားလည်းကိုကြားတော့တယ်အမေကလည်းအရင်ကကိုယ့်ရဲ့ဒီမှာတော့ကရောက်တယ်လို့ပြောဒီရတော့သမီးလေးနဲ့ အမပြီးတော့ကျေးဇူးလေးတင်တယ်နော်ရှင်းလေးတည်းလေးရရ ဟုတ်ကဲ့ပါရှင် ဒါပဲတော့ ဟုတ်ကဲ့ပါ အိုး ကဲပါအဲ့လိုemotion တွေရဖြစ်သွားတယ်နော်ဘယ်လိုမျိုးခံစားနေရလဲတစ်ချက်တော့ပြောပြပါ အမေနဲ့ကအတူတူနေရမဟုတ်လေအဲ့တော့တခုခုဆိုရင်ဝမ်းတဲ့အချိန်ဆိုအရင်သတိရတယ်အဲ့လိုအမေမရှိတော့ရင်ဘယ်လိုလုပ်နေစခံစားချက်တွေအမြင်ရှိရပါတော့အဲ့လိုသွားလေအမြဲတွေးရှင်တယ်အတူတူလည်းမြင်နေချင်အဲ့လိုပေါ့ ကျေးဇူးတင်ပါတယ် ကဲကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ် ကဲကျွန်တော်လည်းဒီချားလူတွေကိုလိုက်ပြီးတော့ပတ်ပြီးတော့မိပြီဆိုတော့ကျွန်တော်လည်းရောက်လာပါပြီဆိုတော့ကျွန်တော်ဒီကက်လေးကိုရှက်ဖယ်လုပ်ပါမယ်မိုက်တယ်မလားဆိုတော့ငငယ်ကကြည်ကြပြီးစိုးနေခဲ့တာကြောင့်မေပြန်မှန်းခဲ့ရတဲ့အချိန်တွေအတွက်ဘယ်လိုပြန်ချော့ခြင်းလဲဘာပြောခြင်းလဲပေါ့ဆိုတော့ငငယ်ကကြတော့ပေါ့နော်ငယ်တော့ဘာမှသိမသိဘူးလေနော်မသိတော့ဒီလိုချင်တာလေးပဲဖြစ်ဒီဝယ်ချင်တာလေးတွေဖြစ်ဒီအိမ်ရဲ့ဒီကိစ္စတွေနားမလည်ပဲနဲ့ဆိုပူဇာခဲ့ရတယ်လည်းရှိတယ်အဓိကအပြင်မှတ်မိတာကဒီအင်္ဂလိပ်ကျောင်းအောင်ပါချက်တူရေးလေးဟိုရောင်းနေရပေါ့နော်ရောင်းနေတာကိုဒါလိုချင်တယ်မရောဒါလိုချင်တယ်ဆိုပြီးတော့ကောင်းအောင်လည်းစက်တိုက်ပေါ့နော်ဒီစိတ်ကောက်ပြီးတော့ပါလာတယ်အဲ့ဒါတွေအတွက်လည်းတောင်းပန်ပါတယ်လို့မမေးဒီစိတ်နှောက်ရှက်ဖြစ်သွားရင်ပေါ့နော်နောက်ပြီးတော့ချက်လည်းဒီနောက်ပိုင်းနေလဲပို့ပြီးတော့စာရေးလဲကျွတ်သွားတော့ပါပဲနောက်ပြီးတော့ဒီမမေးပြင်ပန်းခဲ့ရတဲ့အချိန်တွေကတော့ပေါ့နော်အဓိကအဖြစ်တော့ဒီကြောင်းပိုးတဲ့အချိန်တွေအခုဆိုလည်းမိုးရွာနေရတို့နောက်ပြီးဘတ်စကားနဲ့ဒီနေပူမိုးရွာမချောင်းလိုက်ပို့ပြီးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ပြီးတော့သားကမြို့ဒီမင်းနဲ့ချင်းဆိုင်မပြောဘူးသေးတဲ့သိပြီးတော့မပြောပြတဲ့ဟာလေးတခုရှိရပေါ့နော်အဲ့ဒါလေးကိုဒီဗီဒီယိုနဲ့တစ်ဆင့်ပြောချင်ပါတယ်အဲ့လေးကကျတော့သားမျိုးချစ်တယ်ပေါ့နော်ဒီဟာကကျတော့ချစ်ပေမဲ့သိပြီးတော့ချစ်တာကိုသိမထုတ်ပေါ်ပြရတာလည်းပါတဲ့အတွက်ကြောင့်သိပြီးမထုတ်ပေါ်ပြခဲ့ဘူးပေါ့နော်အဲ့ဒါကိုဒီဗီဒီယိုနဲ့တစ်ဆင့်ထုတ်ပြောချင်ပါတယ်မမျိုးသားချစ်ပါတယ်နောက်ပြီးတော့ဒီမမေအကုန်လုံးပံ့ပိုးခဲ့တာတွေရောကြီးစားပေးရတဲ့အကုန်လုံးအားလုံးအတွက်ကျေးဇူးတင်ပါတယ်ကြောက်ပါတယ်ဒီကနေလည်း